ပေးချကြည့်ထားလိုက်ဒီအတကြီးတဲ့မိမကရွာအတွက်အသစ်ဆက်ဆက်ခင်းထားတဲ့ကွန်ကရစ်လမ်းပေါ်ကိုတမင်တက်တက်လမ်းလျှောက်နှောက်ရှက်နေတာဘာလို့လဲဆိုတော့ရွာကတဦးလေးတော့အလားအလာရှိတဲ့တက္ကသိုလ်ကျောင်းသားလေးကသူ့ပတ်စံနဲ့သူရွာသူရွာသားအားလုံးအတွက်ကွန်ကရစ်လမ်းခင်းပေးခဲ့လို့ပဲဒါပေမဲ့ဒီမိမရဲ့အင်းရှိကွင်းပြင်ကလမ်းလုပ်ဖို့အတွက်မဖြစ်မနေဖြစ်ရမယ့်နေရာဖြစ်နေတယ်ဒါကြောင့်သူကအလုပ်သမားတွေကိုအလုပ်ပေးမလုပ်ပဲရော်ကြီးငွေရွန်တသိန်းတောင်းနေတာသူမသိတာကသူလုပ်နေတဲ့အလုပ်အတွက်မကြခင်တန်ဖိုးကြီးကြီးပေးရတော့မယ်ဆိုတာပဲငါအိမ်ရှိမီတာ50အတွင်းမှာကြောက်ခဲတစ်လုံးတောင်လာမချနဲ့နင်တို့အဖွဲ့ပြန်မလားဒါမှမဟုတ်ဒီနေ့ငါ့ကိုတိုက်တက်မလားငါသေးသွားရင်တော့ရမမင်းစီသွားပြီးတိုင်ပစ်မယ်လွန်ခဲ့တဲ့9နှစ်ကစိတ်လိုက်မှန်ပါလှုပ်တတ်တဲ့ကောင်လေးသာဆိုရင်ငါသူ့ကိုအတင်းဆွဲခေါ်သွားမိမှာဒါပေမဲ့အရာရာကိုကြုံတွေ့ပြီးတဲ့နောက်မှာတော့သူတို့အကြောင်းကိုငါအကုန်အကဲခတ်မိသွားပြီးဒီလူမိသားစုကဘလို့လူစားမျိုးလဲဆိုတာတရွာလုံးသိတယ်ကက်ဆေးနေပြီးအခွင့်အရေးသမားတွေတကယ်လို့ဒီလမ်းကနေအကျိုးမြတ်တစ်ခုခုရနိုင်မယ်ဆိုရင်ချွတ်အေဝါကမြေတူးဆက်ရှိမှာအရင်ဆုံးဒူးထောက်မဲ့လူဒီနေ့တေရမှာမကြောက်တယ်လို့မျိုးမြေတူးဆက်တန်ကြိုးတွေအဝင်ပြီးတရုပ်ဆောင်နေတာကဖုံးရွှေအရေးမပါတဲ့ကိစ္စကြောင့်မဟုတ်တာတေချာတဲ့သူအလိုချင်ဆုံးကတခုတည်းအဲ့ဒါပတ်စံပဲပြီးတော့အခုအချိန်ထိအိမ်တော်ဦးစီးဟျူဘူးကွေးကပေါ်မလာသေးဘူးဦးလေးဟျူဖုံးရွှေကိစ္စကတကယ်ပဲအရေးကြီးနေရင်အန်တီချွေဝါတယောက်တည်းဆုံးဖြတ်လို့မရဘူးမဟုတ်လားဦးလေးတကားကြားကနေချောင်းကြည့်နေတာကြာပြီးစေးတောင်နှက်အိုးတောက်ပြီးမြေတူးဆက်ကသူ့ခြေထောက်ကိုတကယ်နင်းမိမှပဲထွက်လာတော့မှလားအလိုဖះရည်ဒီမှာဘာတွေဖြစ်နေတာလဲချွေဝါညွန်ထဲမှာလဲနေအောင်ဘာလုပ်နေတာလဲထားတော့ချွေဝါကရှေ့ကနေတဒနာရှာနေချိန်မှာလူဖူကွေးကနောက်ကနေအကြံဆိုးတွေပေးနေမှန်းတရွာလုံးသိတယ်အမျက်ထုတ်ဖို့လက်ကွက်အားလုံးကသူ့စီကလာတာအတုံးမကျတဲ့မိမစီကျန်းကရွာအတွက်လမ်းပြင်ပေးနေတာဒါကောင်းမှုကုသိုလ်လုပ်နေတာလေနင်ကဘာလို့ဒီမှာလာပြီးရန်တိုက်ပေးနေတာလဲငါနဲ့အတူအိမ်ပြန်မယ်လားအာငါမရှင်ကျင်တော့ဘူးအိမ်မပြန်ဘူးဒီလမ်းသာငါတို့အိမ်ရှိကဖြတ်သွားရင်ငါတို့မိသားစုမျိုးပြုတ်သွားလိမ့်မယ်လူဖူကွေးရှင်ကတထေးဖြစ်ပြီးအာနာရှိတဲ့နင်းစီကျန်ကိုကြောက်နေတာရှင့်ပါသာရှင်ပဲအိမ်ပြန်တော့ဒီနေ့မြေတူးဆက်ကငါ့ကိုကြိတ်သွားရင်ကြိတ်မကြိတ်ရင်ဘယ်သူမှဒီမြေကိုမထိရဘူးစီကျန်ဒီမှာဘာတွေဖြစ်ကုန်လဲကြည့်ပါဦးမင်းပတ်စံတွေအများကြီးရှာနိုင်ပြီးရွာကိုပြန်လှုပ်ကြွေးကျင်တာကိုငါတကယ်ဝမ်းသာပါတယ်မင်းကကောင်လေးကောင်းတစ်ယောက်ပဲမင်းကြီးလာတာကိုငါမြင်ခဲ့တာမင်းကလူကောင်းတစ်ယောက်ဆိုတာငါသိတယ်ပထမတော့သူကငါ့ကိုမြှောက်ပင့်ပြောနေတာဒါပေမဲ့မင်းအန်ဒီအကြောင်းလဲမင်းသိပါတယ်သူကစာမတက်တော့ခေါင်းပါတယ်နှလုံးရောဂါနဲ့သွေးတိုးလဲရှိတယ်ပြီးတော့လွန်ခဲ့တဲ့နှစ်နှဲငယ်ကမျက်မမြင်ဘေးဒင်းဆရာတယောက်ကဒီမြေကဖုံးရွှေကောင်းတယ်လို့ပြောခဲ့ဘူးတယ်အခုတော့သူကဆွဲလန်းပြီးမင်းခင်းတဲ့လမ်းကယူမိသားစုရဲ့ကန်စာရာကိုဖျက်တောက်ပြီးမိသားစုဖုံးရွှေကိုဖျက်ဆီးလိုက်မယ်လို့ယုံကြည်နေတာစီကျက်ငါစေတနာနဲ့ပြောတာပါမင်းမှာပတ်စံရှိတာဟုတ်ပါတယ်ဒါပေမဲ့မြေတူးဆက်ကလူကိုကြိတ်မိလို့လူသေးသွားရင်မင်းရွာနီးကျုပ်ဆက်တွေနဲ့တရားရင်ဆိုင်ရလိမ့်မယ်အကြည့်ကအရန်ဆိုးသွားလိမ့်မယ်မြေခွေးအိုကြီးကအစမှာလူကြီးလူကောင်းလိုဟန်ဆောင်ပြီးနောက်တော့စာရိတ္တပိုင်းနဲ့ဥပဒေပိုင်းဆိုင်ရာချင်းချောက်မှုကိုတပြိုင်နက်လှုပ်လာတဲ့ဦးလေးယူဒါဆိုဦးလေးပါပြောချင်တာလဲလမ်းကိုဦးလေးအိမ်ရှိမီတာ50မှာတင်ရက်လိုက်ရမလားပြီးတော့ဒီမြေကရွာပိုင်မြေလေးမဟုတ်တာငါကလမ်းခင်းတာကိုလုံးဝထောက်ခံပါတယ်အားလုံးအတွက်အဆင်ပြေမဲ့နီးလန်းတစ်ခုငါစဉ်းစားထားတယ်ငါတို့ဖုံးရွှေပျက်စီးသွားတာနဲ့စိတ်တန်ရာအတွက်ရော်ကြီးငွေရွန်တသိန်းပေးပါဒီရွန်တသိန်းရတာနဲ့ငါအသက်ကိုရင်းပြီးတော့ပဲဖြစ်မင်းအန်တီကိုဒူးထောက်တောင်းပန်ပြီးအိမ်ပြန်ခေါ်သွားမယ်လို့အာမခံနဲ့မနှက်ဖြန်အလုပ်လဲမကြမ်းကြစေရဘူးမင်းလိုတထေးကြီးအတွက်ရွန်တသိန်းဆိုတာအေးအေးဆေးဆေးလမ်းပွင့်သွားဖို့စာမဖွဲလောက်တဲ့ပမာဏပါဟုတ်တယ်မလားရွန်တသိန်းဟုတ်လားလူဘူးကွေမင်းယူသွားပြီလားဘန်ကိုပဲသွားထားပြတိုက်ပါလားမင်းအိမ်ရှိကမီတာ50ရှိတဲ့ညွန်ကွက်အတွက်ရွန်တသိန်းဆိုရင်မြို့ပေါ်မှာတိုက်ခန်းတစ်ဝက်နီးပါးဝယ်လို့ရတယ်။ဘာမျက်နာနဲ့တောင်းတာလဲစီကျန်းကအားလုံးအကျိုးအတွက်လမ်းပြင်ပေးနေတာကိုမင်းတို့ကအမျက်ထုတ်ချင်နေတာလား။လူဘူးကွေဒါငွေညစ်တာပဲစီကျန်းကသူ့အိတ်ကက်ထဲကစိုက်ထုတ်ပြီးလမ်းခင်းပေးတာရွာကလည်းစီမံခန့်ခွဲကတပြားမှမယူဘူး။မင်းကကြားထဲကဖြတ်ပိုင်းကြီးတောင်းချင်နေတာလားငါအခုပဲရဲခေါ်ပြီးမင်းတို့ကိုဖမ်းခိုင်းလိုက်ရမလား။အခုတော့ငါမိမသူ့အိမ်ရှိမှာအိတ်တာကိုပါမင်းတို့ကလာကျုပ်ချယ်အောင်မလို့လား။ဒီလမ်းကအစိုးရခင်းပေးတာမဟုတ်ဘူး။နင်းစီကျန်းပတ်စံနဲ့ခင်းတာပြီးတော့ငါတို့ဖုံးရွှေကိုလည်းဖျက်ဆီးထားသေးတယ်ရော်ကြီးတောင်းတာဘာမှလို့လဲစီကျန့်ဒီဆက်ပစ္စည်းတွေကိုရက်လိုက်ငှားရတာမသက်သာဘူးမလားလမ်းကလည်းတဝက်လောက်ပြီးနေပြီရွာဝင်မှာလည်းအုတ်မြစ်တွေချပြီးမင်းလန်းခုလက်မှာရက်ပစ်မှာတော့မဟုတ်ပါဘူးတေချာစဉ်းစားပါရွန်တသိန်းပေးပြီးဒါကိုရှင်းမလားဒါမှမဟုတ်လိုအပ်တဲ့လောက်ဒီမှာပဲဆက်နေမလားငါတို့ကတော့မလောဘူးငါတို့ကစင်းရဲသားတွေပဲခြေပလာနဲ့လူကဖနှက်စီးထားတဲ့လူကိုမကြောက်ဘူးသူကဒီလောက်အောက်တန်းကြတဲ့တောင်းဆိုမှုကိုရဲရဲကြီးတောင်းရဲတာကဒီလုပ်ငန်းခွင်ရဲ့အားနည်းချက်ကိုမြင်သွားလို့ပဲလူမိသားစုအိမ်ကလမ်းရဲ့အကျဉ်းဆုံးနေရာမှာကွက်တိဖြစ်နေတဲ့အဲ့ဒီလမ်းကိုပိတ်လိုက်ရင်ရင်းနှီးထားတဲ့ပတ်စံတွေအလားဟာကဖြစ်ပြီးနောက်ကတစ်တီးတွေလည်းအပြင်ထုတ်လို့မရတော့ဘူးအများအကျိုးအတွက်ငါကပဲအလျှော့ပေးပြီးပတ်စံပေးလိုက်မယ်လို့သူထင်နေတာစီကျန့်ဒီလူမိသားစုကမင်းကိုအကွက်ချချောင်းနေတာရွမ်တသိန်းဆိုတာလုံးဝမစင်းစားနဲ့မင်းလိုချင်ရင်ငါသွားပြောပေးမယ်သူတောင်းစားကိုပေးလိုက်ဒီလိုမျိုး3000 5000လောက်ပေးပြီးဒီကောင်တွေကိုမောင်းထုတ်လိုက်ရအောင်3000 5000ပေးမယ်ဟုတ်လားဦးလေးယူရွမ်တသိန်းဆိုတာအခုအချိန်မှာငါအတွက်အများကြီးမဟုတ်ပါဘူးဒါပေမဲ့လင်းစီကျန့်ရဲ့ပတ်စံကငါညီအကိုတွေစိုက်ခင်းထဲမှာချွေးဆက်လက်နဲ့ပင်ပန်းပန်း
န်းရှာထားတဲ့တန်ရှင်းတဲ့ပတ်စံတွေရွာလန်းပြင်ဖို့အတွက်မြေကြီးပေါ်ကိုပတ်စံအထုတ်လိုက်ငါလွှင့်ပစ်နိုင်တယ်အထီးကျန်တက်ကြီးရွယ်အိုတွေအတွက်ဆန်နဲ့ဂျုံမုံတွေကိုငါသဘောနဲ့ငါဝယ်ပေးနိုင်တယ်ဒါပေမဲ့တယောက်ယောက်ကငါလေဘင်းကိုဓာမိုးပြီးပတ်စံညှစ်ဖို့စူးစမ်းရင်တော့တေချာမှတ်ထားလိုက်ရွမ်တသိမ်းမပြောနဲ့တပြားမှမရစေရဘူးဒီပတ်စံတွေကိုအကျွေးစစ်လဲပြီးရွာဝင်ကပုတ်စော်နံနေတဲ့ရေမြောင်းလေးပစ်ချပြီးအတန်နားထောင်လိုက်အောင်မယ်မင်းလိုလူယုံမာကိုတော့တပြားမှမပေးနိုင်ဘူးအကိုကွန်အားလုံးကိုရက်ခိုင်းလိုက်ဆက်တွေကိုပိတ်လိုက်ငါတို့ဆက်မလုပ်တော့ဘူးစီကျန်းစိတ်မလောပါနဲ့ဦး